မိတ်ဆွေတို့ကသပင်ညက်ဆိုင်တစ်ဆန်သွားတော့မယ်ဆိုလို့ရှိရင်အနောက်ဘက်ကို block ရဲ့ round up ပုံစံ2မျိုးကိုပဲထားနေတော့မယ်လားအခုနောက်ပိုင်းမှာဆိုရင် taper face ပုံစံမျိုးနောက်ကို three back ထားကြတာများလာကြပါတယ်အဲ့တော့ဘာကြောင့်နောက်ကို three back ပုံစံမျိုးထားကြတာလဲဘယ်သူတွေအတွက်အနောက်ကိုအဲ့လိုမျိုး three back ထားတာမျိုးပုံပြီးတော့တင့်တော်လဲဆိုတာကိုပြောပြပေးပါမယ်ဥပမာအနေနဲ့ကျွန်တော်တို့ level ရိုးအရင်ရှည်တဲ့သူတွေဆိုလို့ရှိရင်အနောက်ကို three back ပုံစံမျိုးထားပေးတင်ပါတယ်ဘာအတွက်ကြောင့်လဲဆိုတော့ level နဲ့သပင်နဲ့ဝင်ကို block ပုံစံမျိုးအပိုင်းတွေဖြတ်ထားမယ်ဆိုလို့ရှိရင်နှစ်ပိုင်းနေတယ်လို့မျိုးတွေ့ရမယ်အဲ့လိုမှမဟုတ်ဘဲနဲ့ three back ပုံစံထားမယ်ဆိုလို့ရှိရင်ဖြည်းလေးမေလေးနဲ့တက်သွားတာဖြစ်တဲ့အတွက်ကြောင့် level နဲ့သပင်နဲ့ကိုတသားတည်းကျတယ်လို့ခံစားမှာပါနောက်တစ်မျိုးကဘယ်လိုလူမျိုးလဲဆိုလို့ရှိရင်ပုံစံမှာဘွေရှိတဲ့သူတွေအလယ်မှာသပင်မရှိတဲ့သူတွေဆိုလို့ရှိရင်ခြေဘက်ပုံစံမျိုးထားတာပိုကောင်းပါတယ် blocky လုပ်မယ်ဆိုလို့ရှိရင်လည်းအလယ်ဘက်ကအပိုင်းနဲ့ပြက်နေတာဖြစ်တဲ့အတွက်ကြောင့်ကြည့်လို့မလှပါဘူးဒီအတွက်ကြောင့်အနောက်ကို three back ထားတဲ့ပုံစံတွေကဘယ်လိုသူတွေအတွက်တင့်တော်လဲဆိုတာကို sharing လုပ်ပေးတာပဲဖြစ်ပါတယ်